အားလုံးဝင်လာပါဂျေပလန်လေးကျဆိုပါလေပေါ်တော့ဒါလေးလည်းခန်းဒီပဲ50သားလောက်ရှိတယ်ရှားပြက်လေးပေါ့ဗျာပြီးရင်နောက်ထပ်မှတ်ထားပြီး C34 တင်မိမယ်နော်ဒါလေးကတော့ရှားပြက်လေးအနေနဲ့ကြည့်လိုက်ပါအောင်မိအိမ်မှာအလုံးဖန်လေးလာတယ်ထိုင်လေးလာတယ်အတွန်းနေအတက်ဒီအများကြီးနဲ့ချော်လဲလာတယ်အခွန်လဲလာတယ်မီးတော့မပေါဘူးကျွန်တော်ကြိုက်လို့ရမ်းလဲလာတယ်ရမ်းမုံရမ်းညက်လေးတွေပါတယ်ပြီးတော့အချိုင်တွေအခွက်တွေနဲ့အဲ့လိုခက်ရှင်းကြောက်တလုံးပေါ့ဗျာရှင်းတယ်ကြောက်မျိုးရှင်းတယ်ကြောက်သားရှင်းတယ်ကြောက်သက်ရှင်းတယ်ဟာဘလို့ဖြစ်လာမလဲတော့အမှားတော့မခံဘူးเนาะဖြတ်ကြည့်ရမှာပဲကိုကဒီတိုင်းကြိုက်လို့တာဖြတ်တာပေါ့ဟိုအများစုကမေးကြတယ်အဓိကတော့ဘလောက်ကြတယ်ပေါ့အဓိကတစ်ခါကျရင်လည်းပြောဖို့ကမေ့သွားတယ်ဘလောက်ကြလဲဆိုတော့လေဒီဟာမျိုးဆိုရင်တော့ဗျာအများစုကမှတ်ထားလိုက်ဗျာကျွန်တော်ဖြတ်နေတာပိတ်တဲ့ချိန်ကြီးပဲတပိတ်တာ9000 6000 4000အဲ့လိုမျိုးတွေကြီးပဲတသိန်းအမြင့်ဆုံးတသိန်းပဲဗျာတသိန်းနဲ့ပို့တော့တပိတ်တာမပေးဘူးဖြတ်လည်းမဖြတ်ဘူးအဲ့ဒါလေးတွေတော့ချက်မှတ်ထားပြီကျွန်တော်လည်းတစ်ခါကျရင်ပြောမေ့သွားတော့ဒီဟာလေးဆို50သားလောက်ရှိတယ်ဆိုတော့2000ခွဲကျတယ်လို့ပဲမှတ်ထားပြီဗျာနော်ကဲဖြတ်နေတန်ကြည့်လိုက်ပါအောင်အတန်လေးကတော့ရောကုန်ပြီကဲဖြတ်လို့တော့ပြီဗျာကြည့်အောင်ကြောက်သားတော့ဖြတ်ရတဲ့လူကတီးတာပေါ့ဗျာကြောက်သားတော့မာတယ်ကြည့်လိုက်အောင်ရောလေးကြတော့တိမ်ပြီပေါ့ဗျာကြီးနေဖြတ်နေနေမှာတီးရတာပြောတော့ခွန်ကြက်တယ်ဗျခွန်ကြက်တယ်အသားကြက်တယ်လက်တာပါပဲဗျာလက်တာပါပဲစံပြုတ်သားစံပြုတ်တို့ပဲဗျာဖြတ်နေနေပဲတဖြည်းဖြည်းတော့တနေ့နေ့တော့ညှော်လဲရမှာပဲbye bye all တော့ပြတ်တွေ့မယ်နော်bye bye